အားလုံးပဲမင်္ဂလာပါခုကျွန်တော်ပြသရောင်းချပေးမဲ့ဖုန်းကအပဲဖန်နေအသေးဆွဲအပဲရဲ့နောက်ဆုံးပေါ်လိတ်တဲ့ iPhone 17 Pro Max တလုံးရောင်းချပေးမယ်ဒီဖုန်းကိုအခုချိန်မှာဝယ်ယူမယ်ဆိုရင်တော်တော်တန်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ဘာကြောင့်လဲဆိုတော့မကြခင် iOS 27ကလည်းထွက်လာတော့မှာအဲ့တော့ iOS 27မှာပါမဲ့ feature တွေရယ်အမိုက်စား AI feature တွေရယ်ဒီဖုန်းနဲ့ဆိုရင်တော့လုံးဝပြည့်ပြည့်ဝဝခံစားမဲ့အခြေအနေဆိုတော့တော်တော်တန်သွားပြီ။ Okay စကားတွေအများကြီးပြောရင်ရှည်သွားမှာဆိုလို့ရောင်းချပေးမယ် iPhone 17 Pro Max ရဲ့ condition ရဲ့ဈေးနှုန်းရဲ့ကိုကျွန်တော်ပြောပြပြလိုက်တော့မယ်။ Okay ဒါလေးကတော့ iPhone 17 Pro Max 256GB region က HA မြန်မာ official လို့ကာလာကတော့မြင်တဲ့အတိုင်းပဲ orange ကာလာကတော့ orange original ဘူးပေါက်ပစ္စည်းအစုံပါမယ်ဘရီယက်က100စကက်ကောင်း190နှစ် Apple official warranty ဆိုလို့ရှိရင်ကျွန်တော်တို့9လကျင်နော်ဒီဖုန်းရဲ့ condition ကလုံးဝဗျာဘေး frame တွေရောနော်ဘေး frame ဆိုတာအပေါ်တွေအောက်တွေရောပေါ့ဗျာကီးတွေရောအပွင့်စင်အဆက်ပြောက်လည်းမပါဘူးနော်ဒီ backlight အနေထားတွေရောကျွန်တော်ကင်မရာဒီဘတ်တွေရောကင်မရာသီးတွေရောဆေးကျွတ်တာတွေအပွင့်စင်တွေအဆက်ပြောက်တွေမပါဘူးကင်မရာလန့်တွေမှာလည်းမပါဘူးအဲ့တော့ display ဘက်မှာဆိုရင်လုံးဝအပွင့်စင်အဆက်ပြောက်မပါတော်တော်ကြီးတက်တယ်အဲ့ပဲ display ဘက်တစ်ချက်ရှိုးလိုက်နော်လုံးဝတော်တော်တက်တယ်တော်တော်ကိုတက်နော်အဲ့တော့ condition ကတော့လုံးဝဗျာအတစ်တိုင်းလို့ရအတစ်တိုင်းဒီဘက်လောက်တတ်တယ်နော်ကိုရီဂျင်တတ်တာကိုအလစ်တဲလေးကျွန်တော်တင်စားပြီးပြောလိုက်မယ်အတစ်မဟုတ်တဲ့အတွက်ဒါကြီးပြောရင်လည်းတချို့ကမကြိုက်ပြန်ကိုရီဂျင်တတ်တယ်ပေါ့ဗျာအပွန်အဆက်ပြောက်မပါဘူး original ဘူးကပစ္စည်းကိုရမယ်အဲ့တော့ရောင်းချပေးမယ်ဈေးနှုန်းလေးတစ်ချက်စဉ်းစားလိုက်အောင်တော်တော်တက်မယ်50 2သိန်းနဲ့9000နဲ့ရ50 2သိန်း9000နဲ့ရ50 2သိန်း9000နဲ့ရဒီကောင်ကတော့ကျွန်တော်တို့ဒါ CI ဟာ no big အော်မြန်မာနိုင်ငံအတွင်းမှာသုံးမယ်ဆိုရင်တော့နာမည်ပေါက်အခွန်ဆောင်ပါဗောလေဒီ15ရက်အတွင်းမှာလာဝယ်မယ်ဆိုရင်တော့ကိုယ့်အကူနာမည်ပေါက်အခွန်ဆောင်လို့ရတယ်နော်15ရက်ကျော်သွားရင်တော့ကျွန်တော်တို့ဆောင်ထားမှရတော့မှာမဆောင်လို့မရတော့နော်โอเคအော်နိုင်ငံခြား overseas သုံးနေတယ်ဆိုတဲ့သူတွေတက်တယ်တန်ကောင်းတန်နိုင်ပါတယ်နော်ဒီလောက်ပါပဲနော်ဒီဖုန်းလေးကိုကျွန်တော်ဒါအရေးကြနဲ့လည်းကျွန်တော်တို့ရောင်းချပေးနေပါတယ်ဒါမှမဟုတ်တချို့ကအကိုကြီးအလဲအထက်နဲ့ကောဝယ်ယူအားပေးလို့ရလားအဲ့ဒါလိုမျိုးလေးဆောင်ရွက်ပေးလားဆိုရင်ဆောင်ရွက်ပေးပါတယ်โอเคအလဲထက်နဲ့လည်းဆောင်ရွက်ပေးပါတယ်เนาะအလဲထက်နဲ့လည်းဝယ်ယူအားပေးလို့ရပါတယ်ပြန်ရောင်းလို့တဲ့ဖုန်းတွေရှိရင်လည်းပြောပါကျွန်တော်တို့ပြန်ဝယ်ယူပါတယ်ဒါမျိုးဖုန်းတွေပေါ့ model မြင့်တွေเนาะဒါမှမဟုတ်တခြား Redmi လည်းဝယ်ပါတယ်ဗျာเนาะအဓိကတော့ကျွန်တော်လုပ်ငန်းလုပ်တာတော့ဒီ high end မှာပဲလုပ်ငန်းလုပ်တာအခု high end ရော mid range ရောဟို lower range ရောအကုန်လုပ်နေရတာပြောရမယ်ဆိုရင်ဒီဘယ်လိုပြောမလဲကျွန်တော်က overseas ကနေတွင်းရတာနည်းနည်းမရတော့ဘူးလေနေရတော့အကုန်လုပ်နေရတယ်နော်အဲ့တော့ပြန်အောင်လုပ်တဲ့ဖုန်းတွေ condition မှန်နဲ့ error ကင်းနဲ့အလုံးသတ်နဲ့ဒါဥပဒေနဲ့လုတ်ကင်းတယ်ဆိုကျွန်တော်ဝယ်ယူပေးပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုလာလွင်ဖြစ်ပါတယ်ဆိုင်လိပ်စာလေးတွေကိုတော့ဒီပိုထဲမှာကျွန်တော်ထည့်ရေးပေးထားပါတယ်ကျေးဇူးပါ